မင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ကြာသေးမြတ်ထွက်ရှိထားတဲ့ဒီ data 4 gain ကနေပြန်ပွဲလေးတစ်ခုကျင်းပပေးနေတယ်ပေါ့ဒီပြန်ပွဲလေးကတော့ဒီအဓိကတော့ artist တွေအတွက်ပေါ့နော်ပုံဆွဲရမှာပကြီးဆွဲရမှာပေါ့အဲ့တော့သူစုကြီးအနေနဲ့ကတော့သူကဒေါ်လာ6000ပေါ့နော်စုပေါင်းစုကြီးအဲ့တော့ကျွန်တော်ဒီ e-ban ရက်ကတော့ပုံ9ဘက်ပုံဆွဲပြီးတော့စမင်းလောက်မဲ့အချိန်က4လပိုင်း22ရက်နေ့6လပိုင်း22ရက်နေ့အထိဆိုတော့ကျွန်တော်အချိန်အများကြီးရသေးတယ်အဲ့တော့ဒီသူတို့ official review လုပ်တဲ့အချိန် global voting ပေးတဲ့အချိန်နဲ့ final အဲ့ဒီ announcement လုပ်တဲ့အချိန်ကတော့9လပိုင်း17ရက်နေ့အထိကြာမှာပါ event detail တွေကတော့ကျွန်တော်မဖတ်ပြတော့ဘူးကိုယ့်အကိုဘယ်အောင်ဖတ်ကြည့်အောင်ပေါ့နော်ကိုယ့်အကိုဝင်ပြီးတော့ဖတ်လိုက်တော့ဒီပါဝင်ရှင်ပြန်လို့ရမယ့်ပုံစံ3မျိုးရှိပါတယ်ဒီ fan app ရယ် apparent design ရယ် cosplay ရယ်ဖြစ်ပါတယ် fan app ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ realistic ရယ် cyberpunk ရယ် chibi design ရယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာကပုံဒီ artist တွေအတွက်လည်းအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ရှင်ပြန်ကြည့်ပါနောက်ဒီ apparent design ဆိုတာတော့ဒီကျွန်တော်ဖတ်ကြည့်ရတဲ့လောက်ကတော့ဂိမ်းထဲမှာပါတဲ့ character တွေဝင်ပုံတွေရဲ့ vehicle design တွေဘယ်လို skin အနေနဲ့အဲ့လိုမျိုးဆွဲပြီးတော့ရှင်းပြရမှာပေါ့ဒီနောက်တစ်ခုကျတော့ဒီ cosplay တွေရရမယ်cosplay မှာဆိုရင်ဗီဒီယိုအနေနဲ့ပြန်မယ်ဆိုရင်စက္ကန့်90သာပြရမယ်ပြီးလို့ရှိရင်ပုံနဲ့လည်းပြန်လို့ရပါတယ်ဒါလေးကတော့ price ကိုရပါကျွန်တော် e-ban ဒီပြန်ပွဲရဲ့ rule တွေကိုတော့ဒီမှာကိုယ့်ကိုတေချာလေးဖတ်ကြည့်ပါတော့တချို့ဟာတွေတော်တော်လေးတော့ဟိုတင်းကျပ်တယ်လို့ပြောမှာပေါ့ဒီဟာလေးရဲ့တော်တော်တင်းကျပ်တယ်ဘာဖြစ်ကျွန်တော်တို့အတွေ့အကြုံလည်းရတာပေါ့ဒေါ်လာ6000တောင် price ပို့ဆိုတော့လည်းမနည်းပါဘူးဒါဝင်ရောက်ရှင်းပြန်တင်တယ်လို့လည်းကျွန်တော်အနေနဲ့ထင်တယ်ကျွန်တော်လည်းfan အနေနဲ့ဝင်ရောက်ရှင်းပြန်ဖို့ရှိပါတယ်